တလအတွင်းမှာယူရို4000ကျော်မြန်မာငွေနဲ့ဆို300ကျော်ရှာနိုင်ခဲ့လို့ကိုစုချအသက်22နှစ်မပြည့်သေးပဲ10ရက်မဲ့အောင်ထားပြီးတော့ပွဲလဲမရသေးတဲ့ကောင်မလေးတယောက်ကငွေအရင်အနှစ်တပြားမှမကုန်လိုက်ပဲ freelance jobs တွေလုပ်ပြီးတလအတွင်းမှာ300ကျော်ရှာနိုင်ခဲ့ပါတယ်အရင်နေ့မရှိပဲကာယအားမသုံးမဲ့ဒီလောက်ရှာနိုင်ဖို့ဆိုတာညာနာအားတော့တော်တော်လေးသုံးပြီးရှာခဲ့ရပါတယ်နောက်ပြီးကဲညံဝရိယ3ခုလုံးပြည့်စုံအောင်ကြိုးစားခဲ့ရပါတယ်ငွေအရင်နေ့မရှိကာယအားမသုံးမဲ့အခုလိုညာနာအားတစ်ခုတည်းနဲ့ဒီလိုရှာနိုင်မှုဆိုတာလဲမွေးကလေးကနေဒီနေ့ဒီချိန်ဒီလိုနေရာမျိုးမှာရှိနေရောက်နေအောင်ကျွေးမွေးပြုစုဆောက်ရှောက်ပြီးနောက်ွယ်ကနေအဆအဆအရရပံ့ပိုးပေးခဲ့တဲ့မိသားစုရဲ့ကျေးဇူးတွေလည်းအများကြီးပါပါတယ်ဒီနေ့ရဲ့ကျုပ်ဝင်နှင်ထွေးဆိုတာဖြစ်လာအောင်ထူးစစ်ပုံဖော်ပေးခဲ့တဲ့ဖေနဲ့မေမာကျူးနဲ့မပေါက်တို့ကိုလည်းဒီနေရာကနေကျေးဇူးအများကြီးတင်ကြောင်းပြောချင်ပါတယ်နော်တကယ်ဘောစီသားသမီး rich kid တွေအတွက်တော့ MacBook Air လေးတစ်လုံးကဘာမှကြီးကြီးကျယ်ကျယ်တော့ဟုတ်မနေပါဘူးဒါပေမဲ့ကိုရီလိုမျိုးတာမန်အလဲလက်တန်းစားလူရန်စိနေနိုင်ုံစားနိုင်ုံမိသားစုကလာတဲ့လူတွေအတွက်တော့ကိုရိုင်းတမအာဇီဝနီးနဲ့ရှာပြီးရလာတဲ့ငွေနဲ့ကိုလိုချင်တာလေးဝယ်ရတဲ့ fee ကဘာနဲ့မှမတူပါဘူးเนาะနောက်ပြီး Apple products တွေဆိုလို့ရှိရင်ခုလက်ရှိ3နှစ်ကျော်ကိုင်းနေတဲ့ iPhone 12လေးရဲ့2နှစ်ကျော်စာလုပ်အလုပ်လုပ်လာခဲ့တဲ့ iPad 9 Gen လေးရဲ့ကိုလည်းအိမ်ကနေပြီးတော့ဝယ်ပေးထားတာမို့လို့အခုလိုမျိုး MacBook လေးကြမှာကိုရှာတဲ့ငွေနဲ့ကိုဝယ်နိုင်တာမို့ကိုကုန်ယူရဲ့အနေနဲ့ unboxing ကိုအမှတ်တရလေးလုပ်လိုက်တာပါဒါမှစိတ်တက်ကြတဲ့အခါကြီးစိတ်ညစ်တဲ့အခါကြီးမှာဒါလေးတွေပြန်ကြည့်ပြီးတော့ငါဒီလိုရောင်လုံးနိုင်ခဲ့သေးတာပဲအခုလက်ရှိကြုံနေတဲ့အခက်အခဲကိုလည်းဘာလို့မကြော်ဖြတ်နိုင်ရမှာလဲဆိုပြီးတော့ motivation ရအောင်လာတင်တာပါနော် MacBook လည်းရပြီဆိုတော့ကြောက်ဝင်နေထွေးနေတိုင်းစားလုပ်ပါပြီနော်ပြီးတော့အခုလိုမျိုး MacBook Air လေးကိုဝယ်လိုက်တယ်ဆိုတာကလည်းပတ်စံအရန်ပေါ်နေလို့ဝယ်လိုက်တာမဟုတ်ဘဲနဲ့ကိုတကယ်ကိုအတွက်လိုအပ်လို့ဝယ်တာပေါ့နော်လိုအပ်တယ်ဘာကြောင့်လဲဆိုတော့ဥပမာစာမေးပွဲဖြေဖို့အတွက်ကိုကျောင်း university ထိတွားဖို့အဆင်မပြေတဲ့အခါမျိုးကြာလို့ရှိရင်အိမ်ကနေပဲစာမေးပွဲဖြေဖို့အတွက်ဆိုရင် laptop ကလိုတယ်ကွာဆယ်ရက်အောင်ပြီးခါစားတော့ကကြတော့ဒီ window laptop လေးတစ်လုံးကိုကျွန်တော်10တန်းအောင်ပြီးတော့စုရတဲ့ပတ်စံနေနဲ့ဝယ်ဖူးတယ်ဒါပေမဲ့အဲ့ဒီ laptop လေးကကင်းညီပြီးတော့သုံးလို့မရတော့ဘူးเนาะသုံးလို့မရတဲ့ခါကျတော့laptop ကမရှိသလိုဖြစ်နေတာဆိုတော့အခု MacBook လေးကိုဝယ်လိုက်ပြီးတော့စာရီလည်းပို့လို့ရပြီ somewhere တွေလည်းဖြည့်လို့ရပြီပြီးကြလို့ရှိရင်အလုပ်တွေလည်းအခုထပ်ပို့ပြီးတော့မြန်ဆန်စနစ်တခြားနဲ့ပို့ပြီးတော့လှုပ်လာနိုင်မှာပေါ့เนาะဆိုတော့အဲ့တော့ဒါကပတ်စံပေါ်လို့ဝယ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်အတွက်တကယ်လိုအပ်လို့ investment လုပ်တဲ့အနေနဲ့ဝယ်လိုက်တာပေါ့เนาะ